အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့စပက်ကွန်မီသွေးကိုရိုးရာနီလန်းနေနဲ့ပေါ့နော်အလွယ်ကူဆုံးပြုလုပ်သွားတဲ့ပြုလုပ်ပုံလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်စပက်ကွန်မီသွေးကိုကျွန်တော်တို့တော်တော်များများသိကြပြီးသားဖြစ်ပါတယ်အဲ့တော့စပက်ကွန်တွေကနေပြီးတော့ပေါ့နော်သူ့မီသွေးဖုတ်လိုက်တယ်လို့ဖုတ်လိုက်တဲ့အခါမှာစပက်ကွန်မီသွေးရပါတယ်တချို့ကလည်းသူ့ကိုစပက်ကွန်ဖွဲပြာလို့ခေါ်ပါတယ်တကယ်တော့သူကပြာမဟုတ်ပါဘူးမီသွေးပါပဲစပက်ခွန်လေးအတိုင်းပဲသူဟာပုံစံမပြတ်ပေါ့နော်ဒီမကြိုးမကြည့်ပဲအမှုန့်မဖြစ်ပဲနဲ့ပြာမဖြစ်သွားပဲနဲ့ရတဲ့အရာလေးဖြစ်ပါတယ်အဲ့အတွက်ကြောင့်ပြာနဲ့သူဟာရုပ်ခုံတတ္တိရောဓာတ်ခုံတတ္တိရောအများကြီးကွာခြားပါတယ်အဲ့တော့ပြာကိုလည်းကျွန်တော်တို့သုံးလို့ရနိုင်တယ်ဆိုပေမဲ့တကယ်ကျွန်တော်တို့စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးမယ်ဆိုလို့ရှိရင်စပက်ခွန်မီးသွေးကဒီသူ့ရဲ့ခုံတတ္တိတွေပေါ့နော်များစွာအကျိုးပြုနိုင်တဲ့အချက်တွေများစွာရှိတာကိုတွေ့ရပါတယ်အဲ့တော့စပက်ခွန်မီးသွေးကိုထည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစိုက်ပျိုးမြေတွေဟာမွာလာတာပေါ့နော်ပုံမှန်ကျစ်တဲ့မြေဒါမှမဟုတ်လည်းတဲဆန်လုံးတဲ့မြေစပယ်ကွန်မီသွေးထည့်ပေးလိုက်တာနဲ့သူဟာငကိုနဲ့မတူဘဲနဲ့မြေဟာမွားတဲ့ပေါ့နော်ဒီအမြင့်ဆင်းအားတွေပါကောင်းလာစေတဲ့အနေအထားကိုရောက်ပါတယ်ပြီးတော့သူဟာဒီအဆိုဓာတ်ထိမ့်သိမ့်နိုင်စွမ်းအားအများကြီးကောင်းလာစေတယ်နောက်ပြီးအာဟာရဓာတ်တွေပေါ့နော်အာဟာရဓာတ်တွေကိုထိမ့်သိမ့်နိုင်စွမ်းအားလည်းအများကြီးကောင်းလာစေတယ်အဲ့တော့အပင်တွေကိုအများကြီးအကျိုးပြုနိုင်တာတွေ့ရပါတယ်နောက်ပြီးတော့အနုစီဝပိုးမွားတွေအတွက်နေထိုင်ရှင်သန်စရာနေရာအနေနဲ့လည်းသူကဆောင်ရွက်ပေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီစိုက်ပျိုးရေးလုပ်ငန်းမှာစပက်ကွန်မီတို့ကိုထည့်သွင်းအသုံးပြုခြင်းအပြင်အကျိုးတရားပေါင်းမြောက်များစွာရရှိတာကိုတွေ့ရပါတယ်အဲ့တော့အခုဓာတ်ထက်အပြင်ပေါ့နော်ကျွန်တော်တို့ဘာတွေသုံးလို့ရသေးလဲဆိုလို့ရှိရင်စပက်ကွန်မီသွေးကိုဒီရေတွေကိုတန့်စင်တာပေါ့နော်တောက်သုံးရေတွေကျွန်တော်တို့အိမ်သုံးရေတွေကိုတန့်စင်တဲ့နေရာမှာနော်အခုဒီဘက်ခေတ်မှာမြောက်များစွာပေါ့နော်ဒီအသုံးပြုနေကြတာကိုတွေ့ရပါတယ်အဲစပက်ကွန်မီသွေးဟာသူ့ရဲ့မှုန့်ညက်တဲ့တဘာဝရဲ့နောက်ပြီးတော့သူ့ရဲ့ကာဗွန်တွေကျွဲဝမှုရဲ့နော်ဒီခုနပြောတဲ့ဇီဝအရင်းမြစ်တစ်ခုဖြစ်ခဲ့တာရဲ့ဒီအကြောင်းတွေကြောင့်ကျွန်တော်တို့ကဒီအန်တီကင်းစွာပေါ့နော်ဒီတခြားဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့အသုံးပြုနိုင်ပါတယ်ဒါအပြင်သူကအလွန်ဆွဲကပ်အားကောင်းတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ရေထဲမှာပါလာတဲ့ဒီမတန်ရှင်းသောပေါ့နော်အန်တီဖြစ်စေသောပိုးမွားတွေအပါအဝင်နောက်ပြီးတော့ဒီလူတွေကိုကျန်းမာရေးအတွက်အန်တီဖြစ်စေတဲ့ heavy metal လို့အရာမျိုးတွေအမျိုးမျိုးသောမတန့်စင်တဲ့ဒီဓာတုဆေးတွေပါသူကဖန်ဆုပ်ပေးနိုင်ပါတယ်ပေါင်းတက်ဆေးတွေပိုးတက်ဆေးတွေဖန်ဆုပ်ပေးနိုင်ပါတယ်အဲ့အတွက်ကြောင့်စပက်ခွန်မီသွေးကိုရေတန့်စင်တဲ့လုပ်ငန်းတွေမှာလည်းဒီကနေ့ခေတ်မှာပေါ့နော်မြောင်များစွာအသုံးပြုလာကြတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီတော့စပက်ခွန်မီသွေးလုတ်တဲ့နီလန်းကိုပေါ့နော်ကျွန်တော်တို့က pyrolysis လို့ခေါ်ပါတယ်လေမဲ့သို့မဟုတ်လေအကန့်အသတ်ရှိတဲ့အခြေအနေမှာလောင်ကျွမ်းစေခြင်းလို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျတော့ဒီလေအကန့်အသတ်ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အောက်ဆီဂျင်ကိုပြောတာဖြစ်ပါတယ်အဲ့တော့အောက်ဆီဂျင်ကိုကန့်သတ်လိုက်ပြီးတော့အောက်ဆီဂျင်အကန့်အသတ်ဖြစ်နေတဲ့ဒါမှမဟုတ်ရင်လည်းအောက်ဆီဂျင်ကိုမရှိအောင်ဆောင်ရွက်ထားတဲ့အနေအထားလေးအတွင်းမှာအပူချိန်မြင့်မားစွာပေးပြီးတော့လောင်ကျွမ်းစေခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီရှေးရခင်တွေကရှိတဲ့နီလန်းတွေကတူတာနဲ့ပြောရမယ်ဆိုလို့ရှိရင်မီးသွေးဖုတ်တာဟာ pyrolysis လုပ်ငန်းဆောင်ရွက်တာဖြစ်ပါတယ်အဲ့တော့အဲ့လိုဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့ဒီအပင်အစိပ်ပိုင်းတွေလိုမျိုးပေါ့နော်တစ်ကိုင်းတွေတစ်ရွက်တွေအပါဝင်ပေါ့နော်ဒီကောက်ရိုးတွေပြောင်းဘူးရိုးတွေအပါဝင်ပေါ့နော်ပြောင်းပင်အကျွင်းချံတွေပါဝင်အမျိုးမျိုးသောပစ္စည်းတွေကိုပြမဖြစ်စေဘဲနဲ့မီးသွေးအဖြစ်ပြောင်းလဲလို့ရပါတယ်အဲ့တော့ pyrolysis လို့ခေါ်တဲ့မီးသွေးဖုတ်တဲ့ဖြစ်စဉ်ပေါ့တနည်းအားဖြင့်စပက်ခွန်မီးသွေးထုတ်လုပ်တဲ့ဖြစ်စဉ်ကိုthermal decomposition thermal degradation စသည်အပြင်ဒီလိုစကားလုံးတွေနဲ့ခေါ်ဝေါ်ကြတာလည်းရှိပါတယ်အဲ့တော့အများစုကခေါ်တာကတော့ carbonization လို့ခေါ်ပါတယ်အဲ့တော့ pyrolysis လုပ်ငန်းကိုကျွန်တော်တို့ဒီရှေးရိုးရာနီလန်းနဲ့ပေါ့နော်ဆောင်ရွက်တဲ့အခါမှာလည်းမီးသွေးစပက်ခွန်မီးသွေးရနိုင်တယ်လို့အခုဒီဘက်ခေတ်နီလန်းနေနဲ့ပေါ့နော်စက်ရုံကြီးတွေတိဆောက်ပြီးတော့စပက်ခွန်မီးသွေးကိုအမြောင်အများထုတ်လုပ်ကြတာလည်းရှိပါတယ်အဲ့တော့စပက်ခွန်မီးသွေးထုတ်လုပ်တဲ့အခါမှာဘာတွေရလာတယ်လဲဆိုလို့ရှိရင်နံပါတ်1ကတော့အခုကျွန်တော်တို့ပြောနေတဲ့စပက်ခွန်မီးသွေးရမယ်ပေါ့နော်နံပါတ်2ကတော့မီးခိုးတွေထွက်လာရင်အဲ့ဒီမီးခိုးတွေကိုပြန်ပြီးတော့ပေါင်းခံလိုက်ခါမှာစပက်ခွန်ပေါင်းခံရေးဆိုပြီးတော့ရယူနိုင်ပါတယ်အဲ့တော့အဲ့စပက်ခွန်ပေါင်းခံရေးကိုကျွန်တော်တို့စိုက်ပျိုးရေးလုပ်ငန်းမှာပဲပိုးမွားယောဂတွေပေါ့နော်တီးနှံပိုးမွားယောဂတွေကိုကာကွယ်တဲ့နေရာမှာထိထိရောက်ရောက်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်
နောက်ဒီဘက်ဒီစက်မှုနီလန်းနေနဲ့ pyrolysis လုပ်ပြီးတော့စပခွန်မီးသွေးအများအများထုတ်လုပ်တဲ့စက်ကြီးတွေမှာbio oil လို့ခေါ်တဲ့ဇီဝလောင်စာပေါ့နော်ဇီဝလောင်စာကိုလည်းထုတ်လုပ်လို့ရတယ်လို့ကျွန်တော်တို့လေ့လာသိရှိရပါတယ်အဲ့တော့စပခွန်မီးသွေးလုပ်တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဒီရိုးရာနီလန်းရှေးဟောင်းနီလန်းဖြစ်တဲ့အတွက်ကျွန်တော်ထူးထူးခြားခြားပစ္စည်းတွေမလိုအပ်ပါဘူးအခုဒီပုံမှာပြထားတဲ့ပစ္စည်းလေး2မျိုးလောက်ပဲလိုပါတယ်အဲ့တော့နံပါတ်1ကတော့တံဖြူပုံးပေါ့နော်တံဖြူပုံးဆိုတော့ကျွန်တော်တို့ဒီစားစီပုံးနေဟောင်းနေတဲ့ဥစ္စာတွေလည်းရတယ်နော်အဲ့ဒါမျိုးရှိရင်ရပါပြီအဲ့တော့မေစင်စီတို့ပါလို့ဆိုလို့ရှိရင်တံဖြူပုံးတွေအခုတချို့နေရာတွေမှာဝင်มาသေးတယ်အဲ့တော့အဲ့ဘုံတွေကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်သူ့ရဲ့အရွယ်အစားကတော့ဒီအလျားနံ6လက်မပေါ့နော်အမြင့်ကတော့73လက်မလောက်ရှိတယ်ပေါ့နော်အဲ့တော့ဘုံအဝိုင်းတွေကိုသုံးနေရပါတယ်ဒီဘုံအရွယ်အစားဘုံရဲ့ပုံပန်းတရံကွာခြားဒါပြဿနာမရှိပါဘူးအဲ့တော့နောက်ထပ်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ပိုက်တစ်ချောင်းပေါ့နော်ပိုက်ကတော့တွတ်ပိုက်ဆိုလို့ရှိရင်ရပါတယ်လေးလက်မအချင်းလောက်ရှိတဲ့တွတ်ပိုက်ပေါ့နော်အဲ့တော့တကယ်လို့များလွယ်လွယ်ကူကူမရှိရင်တွတ်ပြားတစ်ချက်ကိုအလွယ်တကူပဲလက်နဲ့ပဲခွေလိုက်ပြီးတော့အပေါ်သွန်တန်းကျိုးနဲ့ပိုက်ပုံတရံပြုတ်လုပ်လိုက်ပြီးတော့အသုံးချလို့လည်းရပါတယ်ကျွန်တော်လည်းအခုဒီနမူနာပြုတ်လုပ်ပြတဲ့အထက်မှာကျွန်တော်တို့တွတ်ပိုက်ကိုပဲခွေရက်ပြီးတော့တန်ကျိုးနဲ့ခြီရက်ပြီးတော့ပိုက်ပုံနဲ့လုပ်ပြီးတော့ဆောင်ရွက်လို့ရပါတယ်အဲ့တော့ပစ္စည်းတွေကအဟောင်းနေဖြစ်နေလို့ရှိရင်လည်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်မိရှို့တဲ့နေရာမှာထည့်ပြီးသုံးတာဖြစ်တဲ့အတွက်ကြောင့်အရန်ကောင်းတဲ့ပစ္စည်းတွေရှာဖွေအသုံးပြုနေစရာမလိုပါဘူးအဲ့တော့အခုဒီမှာဆိုလို့ရှိရင်ဒီတန်ဖြူပုံးပေါ့နော်တန်ဖြူပုံးကိုကျွန်တော်တို့အသုံးပြုမှာဖြစ်ပါတယ်အဲ့တန်ဖြူပုံးကိုအပေါ်ဆုံးပုံပေါ့နော်အပေါ်ဆုံးညာဘယ်ဘက်ကပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်နဲ့အပေါက်ကလေးတွေဖောက်နေတာပါအဲ့တော့အပေါက်ကလေးတွေကဟိုလိုအပေါက်လုံးဝဒီတန်ပြားကြီးကိုဖြတ်ထုတ်လိုက်တဲ့အပေါက်မျိုးမဟုတ်ဘူးဓာတ်ရပေးပြီးတော့ဟသွားတယ်ဆိုလို့ရှိရင်ရပါပြီအဲ့လိုအပေါက်မျိုးလေးတွေဖောက်ပါမယ်အဲ့တော့ဒီဘက်ညာဘက်အစွန်ဆုံးအယုတ်အနေနဲ့ဆွဲထားတဲ့ပုံပေါ့နော်အဲ့ပုံလေးတွေမှာကျွန်တော်အပေါက်ဖောက်ထားတဲ့ပုံတရံလေးတွေတွေ့ရလိမ့်မယ်ဒီတိုင်းတောင်ကျွန်းပုံစံလေးတွေ3ခု3တန်းပေါ့နော်အဲ့တော့6ပေါက်ပေါ့နော်6ပေါက်တစ်မျက်နှာကို6ပေါက်ပေါ့နော်အဲ့တော့4မျက်နှာလုံးအဲ့လိုမျိုးကျွန်တော်တို့ဖောက်ပေးထားပါတယ်ပြီးလို့ရှိရင်ဒီညာဘက်ကအောက်ပုံဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုက်ပေါ့နော်တန်ပိုက်ကိုကျွန်တော်တို့ပြုလုပ်ထားတာဖြစ်ပါတယ်တွတ်ပိုက်ကိုပြုလုပ်ထားတာဖြစ်ပါတယ်တွတ်ပိုက်ကကျွန်တော်တို့နီးနားမှာရှိတဲ့ခေါင်းမိုးပေါ်နေဖြုတ်ချထားတယ်ပေါ့နော်ဒီအပေါက်တွေပါတယ်တွတ်ပိုက်အချောင်းကိုပဲခွေလိုက်တာပေါ့နော်အဲ့လိုလုပ်လိုက်ရင်ကျွန်တော်တို့ရပါပြီအဲ့ဒီဥစ္စာပုံရဲ့ဒီအလဲပေါ့နော်အလဲအောက်ကပုံမှာဆိုလို့ရှိရင်ဗာပြထားလဲဆိုလို့ရှိရင်တန်ဖြူပုံရဲ့နောက်တန်ဖြူပုံကမျက်နှာတစ်ဖက်ကိုကျွန်တော်တို့ဖွင့်ထားတယ်အဲ့တော့ဖွင့်ထားတဲ့မျက်နှာကိုအောက်ကိုထားမှာပေါ့နော်အဲ့တော့အပေါ်ကမျက်နှာမှာကျတော့ကျွန်တော်ကဒီတွတ်ပိုက်စွတ်မဲ့နေရာမှာတွတ်ပိုက်နဲ့အရွယ်စားညီလောက်တဲ့တန်ဖြူပုံအပေါက်ဖောက်လိုက်နော်အဲ့အပေါက်ဖောက်တာလဲအလွယ်တကူပဲဒီတိုင်းဒီဓာတ်ရနဲ့ကြက်ချေကပ်ပေးတယ်ပြီးတော့လှန်လိုက်လို့ရှိရင်အပေါက်ကလေးဖြစ်သွားတာပဲအဲ့ပုံမှာကျွန်တော်တို့ကဒီခုနပြောတဲ့တွတ်ပိုက်ကိုစွတ်လိုက်မယ်စွတ်ပြီးတော့အလေကအပေါ်ပုံမှာကျွန်တော်တို့တွေ့ပါပြီအဲ့ပုံစံတိုင်းလေးပဲကျွန်တော်တို့လုပ်ရမှာပေါ့နော်အဲ့တော့တွတ်ပိုက်ကိုထောင်းဒီခုနတန်ဖြူပုံမှာရှိတဲ့အပေါ်အပေါက်ကိုတွတ်ပိုက်နဲ့ချိန်ပြီးတော့စွတ်လိုက်စွတ်ပြီးလို့ရှိရင်ဒီတွတ်ပိုက်နဲ့တန်ဖြူပုံကိုခိုင်မာသွားအောင်ပေါ့နော်လေးဘက်လေးတန်းတန်ကျိုးနဲ့ခြိပြီးတော့ထောင်မတ်လေးနေနိုင်အောင်ကျွန်တော်တို့ပြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခုဒီတန်ဖြူပုံးရဲ့အောက်မျက်နှာပြင်ကိုကျွန်တော်တို့မတွေ့ရပါဘူးမတွေ့ရတော့လည်းပဲအောက်မျက်နှာပြင်ကိုဖွင့်ထားပါတစ်မျက်နှာလုံးပွင့်အောင်ကျွန်တော်တို့ဖွင့်ထားတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်လိုက်တဲ့အခါမှာဒီဘက်မှာเนาะဒီညာဘက်ဆုံးကကြည့်မယ်ဆိုရင်ဒုတိယမြောက်ပုံပေါ့เนาะအဲ့ဒီမှာကျွန်တော်ဆောင်ရွက်ထားတဲ့အရာလေးရပါပြီတွတ်ပိုင်နဲ့တန်ဖြူပုံးတွဲလျက်ကလေးဖြစ်သွားပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစပကွန်မီသွေးပေါ့နော်စပကွန်ဘိုင်ယိုဂျာ rice husk ဘိုင်ယိုဂျာကိုပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီအဲ့တော့ပြုလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီတန်ဖြူပုံးအတွင်းဝင်လောက်တဲ့ပမာဏရှိသောမီးဖိုလေးမီးလေးတခုကျွန်တော်တို့ပြိုးရမှာပေါ့နော်ပြိုးတော့ကျွန်တော်တို့ဒီထင်းချောက်ကလေးတွေနဲ့ပေါ့လေထောင်ကလေးပြိုးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တန်ဖြူပုံးကျွန်တော်တို့စွတ်ချလိုက်လို့ရှိရင်ဒီမီးဖိုလေးကအထဲမှာဝင်ခွင်ကြလေးဝင်နေရမှာဖြစ်ပါတယ်အဲ့တော့မီးဆွဲအားလည်းတင့်တော်တဲ့ပမာဏရှိရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू ကလောင်စာအဓိကအရင်းမြစ်ဖြစ်မှာဆိုတော့လေအဲ့တော့
မိဖို့လေးဖိုးပေါ့နော်သူဆွဲပြီးထင်းချောင်းလေးတွေတော်လေးဆွဲပြီးဆိုတဲ့အချိန်မှာအလဲပုံမှာတွေ့တဲ့အတိုင်းပဲစောစောကကျွန်တော်လှုပ်ထားတဲ့တံဖြူပုံကြီးဆွတ်ချလိုက်ပါမယ်။မိဆွဲပြီးဆိုတာတေးချိုင်းဆွတ်ချလိုက်တဲ့အခါမှာကျွန်တော်တို့ကခေါင်းနိုင်ကိုကြည့်လို့ရှိရင်ခေါင်းနိုင်ကနေပြီးတော့မိကိုလေးတလူလူထွက်လာလိမ့်မယ်။အဲ့ဒါဆိုရင် तू ကမိဆွဲပြီးတော့မိတောက်စပြီးတော့ဖြစ်ပြီပေါ့နော်။အဲ့တံဖြူပုံမှာဘေးမှာအပေါက်ကလေးတွေကျွန်တော်တို့ဓာတ်ရပေးထားပြီးတော့ဖောက်ထားတာဖြစ်တဲ့အတွက်ကြောင့်လေကအဲ့ဒီကနေဆွဲမယ်ပေါ့နော်အပေါ်ကမီးကိုကအပေါ်ထွက်မယ်ပေါ့နော်ဒါတော့လီဘိုတွေရဲ့သဘောတဘာဝတီးပြီးသားဆိုလို့ရှိရင်အလုံးအလွယ်တကူနားလည်မှာဖြစ်ပါတယ်လီဘိုတွေဟာဆိုလို့ရှိရင်အောက်ကလီဆွဲပြီးတော့အပေါ်ကခေါင်းနိုင်ကနေမီးကိုထွက်သွားရင်ပြီးမှရှိတဲ့လောင်စာတွေကိုဆွဲပြီးတော့သူကဒီလောင်ကျွမ်းစေတာဖြစ်ပါတယ်အဲ့တော့ခေါင်းနိုင်ကမီးကိုထွက်တာကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒါမီးကောင်းပြီပေါ့နော်မီးကောင်းပြီဆိုလို့ရှိရင်ဘေးကနေပြီးစပတ်ခွန်တွေကိုအဲ့ဒီကျွန်တော်တို့တံဖြူပုံးနဲ့တွတ်ပိုက်ပတ်လဲမှာပေါ့နော်ညီညာလေးဖြစ်သွားအောင်ပုံပေးရမှာဖြစ်ပါတယ်အဲ့တော့အခုဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့စပတ်ခွန်တွေကိုပတ်ချဘေးပတ်လဲမှာအုံပေးနေတာတွေ့ကြပါလိမ့်မယ်အဲ့တော့ပုံနှစ်ပုံမှာဘယ်ဘက်ကပုံမှာဆိုလို့ရှိရင်စပတ်ခွန်လေးအုံနေပါတယ်အဲ့တော့ညာဘက်ကပုံမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့တော်တော်လေးအလုပ်အဆင်ပြေသွားတဲ့အနေအထားလေးပေါ့နော်စပတ်ခွန်ပတ်ချလေးမှာအုံထားတယ်အဲ့တော့ဒီအပုံလေးရဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှစ်တင်းစာလောက်ရှိမလဲဆိုစပတ်ခွန်9တင်းစာလောက်ဖြစ်မှာပေါ့နော်စပတ်ခွန်9တင်းစာလောက်ရှိပြီကျွန်တော်တို့6တင်းလောက်ယူလာပြီးတော့9တင်းစာလောက်အုံပေးလိုက်တယ်1တင်းစာလောက်ကိုဘေးမှာကျွန်တော်အဲ့အပြာလေးနဲ့တွေ့လိမ့်မယ်ထားပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့များကျွန်တော်တို့ကလိုအပ်ရင်ထပ်ပြီးတော့အုံပေးဖို့ဖြစ်ပါတယ်အဲ့တော့ဒီပုံလေးမှာဘာကိုတွေ့ရမလဲဆိုလို့ရှိရင်ခေါင်းနိုင်ကနေပြီးတော့မိခိုးတလူလူထွက်နေတာတွေ့ရပါလိမ့်မယ်အဲ့ဒါလေးနဲ့ကျွန်တော်တို့အတွင်းမှာလောင်ကျွမ်းအားကောင်းမကောင်းပေါ့နော်လောင်တာအဆင်ပြေမပြေပေါ့ဒါလေးကိုကျွန်တော်တို့ကြည့်တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုကျွန်တော်တို့ကဒီမှာထိုင်ပြီးတော့ဘာကျွန်တော်တို့ကလုပ်ပေးနေရမလဲဆိုလို့ရှိရင်ဒီစပတ်ခွန်တွေလောင်ကျွမ်းနေစဉ်အတော်အတွင်းမှာပေါ့နော်အတွင်းကနေမိတော့ကနေစုပ်ယူပြီးတော့စပတ်ခွန်တွေလောင်ကျွမ်းတဲ့အခါမှာတချို့နေရာလေးမှာမညီညာပဲနဲ့ပေါ့နော်အပြင်ကိုမီးစာလေးပေါ့နော်ပေါက်ထွက်လာတာကိုတွေ့ရတတ်ပါတယ်အဲ့လိုတွေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ရှိတဲ့စပတ်ခွန်နဲ့အဲ့နေရာလေးကိုအုံပေးရမှာဖြစ်ပါတယ်ခဏနေဗီဒီယိုလေးပြတဲ့အခါမှာလေဒီဥစ္စာလေးကိုရှင်းလင်းမြင်ရမှာဖြစ်ပါတယ်အဲ့တော့အခုဒီဥစ္စာလေးကသူ့ရဲ့အတွင်းပိုင်းမှာလောင်ကျွမ်းတဲ့ပုံသဏ္ဍာန်လေးကိုကျွန်တော်ရှင်းပြခြင်းလို့ပြုလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးမီးဖို့တယ်ပေါ့နော်ပြီးရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတံဖြူပုံးနဲ့ခေါင်းတိုင်ကိုမီးဖို့အပေါ်ကနေဆွတ်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်စပတ်ခွန်လေးအုံလိုက်တယ်ပေါ့နော်အဲ့လိုအုံလိုက်တဲ့အခါမှာဒါကျွန်တော်တို့လမ်းခုလန့်မှာပေါ့နော်လောင်ကျွမ်းနေစဉ်အနေထားလေးလို့စိတ်ကူးနဲ့ကျွန်တော်တို့ကြည့်လိုက်ပါကြည့်တဲ့အခါမှာဒီတချို့သောစပတ်ခွန်တွေကလောင်ကျွမ်းပြီးသွားပြီပေါ့နော်အမဲရောင်စပတ်ခွန်မီးသွေးဖြစ်လာပြီပေါ့နော်အဲ့ဒီကနေအပြင်ကိုဆက်ပြီးတော့သူကလောင်ကျွမ်းသွားမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကသဘောပေါက်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီအပြင်အဖျားဆုံးမှာတော့ကျွန်တော်တို့ကဒါမလောင်ကျွမ်းသေးတဲ့စပတ်ခွန်တွေရှိပါတယ်အတွင်းထဲမှာအနီရောင်ခြေထားတဲ့နေရာပေါ့နော်အဲ့နေရာဟာစပတ်ခွန်တွေမီးလောင်လက်စဖြစ်နေတဲ့အနေထားလို့ကျွန်တော်တို့ယူဆထားပါအဲ့တော့အဲ့ချိန်မှာကျွန်တော်တို့ဘာနားလေစေချင်တယ်လဲဆိုလို့ရှိရင်မီးရဲ့အရင်းအမြစ်ကဘယ်ကလာလဲဆိုလို့ရှိရင်အတွင်းပိုင်းကလာပါတယ်သို့တော်လည်းပဲအောက်ဆီဂျင်ကကြတော့ဘယ်ကလာလဲဆိုရင်အပြင်ကနေလာပါတယ်အဲ့တော့အပြင်ကလာတဲ့အောက်ဆီဂျင်နဲ့အတွင်းကလာတဲ့မီးနဲ့ကလမ်းခုလတ်မှာတွေ့ပြီးကြမှာစပတ်ခွန်တွေကိုလောင်ကျွမ်းတာပါအဲ့တော့ပုံမှန်ကျွန်တော်တို့မီးဖို့လွတ်လပ်ကျွန်တော်တို့မီးဖို့မယ်ဆိုလို့ရှိရင်ကြတော့စပတ်မီးစာနဲ့အောက်ဆီဂျင်တွေကတလန်းနဲ့လာပါတယ်အဲ့အတွက်ကြောင့်လေကောင်းရင်ကောင်းတယ်လို့မြန်လောင်နေမီးတောက်အားကြီးမားတယ်မီးတောက်အားပြင်းထန်ပါတယ်အဲ့တော့ခုနပြောတဲ့ဒီစပတ်ခွန်9တင်း6တင်းလောက်ဟာတကယ်များပေါ့နော်လေကောင်းနဲ့မီးရှို့ရင်ခဏအလေးနဲ့ပြာဖြစ်သွားနိုင်တယ်ပေါ့နော်သို့တော်လည်းကျွန်တော်တို့ဒီလို pyrolysis နီလန်အားဖြင့်စပတ်ခွန်မီးသွေးဖုတ်တဲ့နီလန်အားဖြင့်လုပ်တဲ့အခါမှာမီးတောက်ကအတွင်းရလာပြီးအောက်ဆီဂျင်အပြင်ရလာပြီးကြမှာလမ်းမှာစုံပြီးကြမှာလောင်ကျွမ်းရတာဖြစ်တဲ့အတွက်ကြောင့်သူကဖြည်းဖြည်းချင်းပဲတမြင့်မြင့်နဲ့လောင်ကျွမ်းပါတယ်ပြီးတော့လောင်ကျွမ်းပြီးသားဖြစ်တဲ့အတွင်းကစပတ်ခွန်မီးသွေးတွေဟာမဲနေတဲ့အရာတွေဟာလည်းပြာဖြစ်မသွားတော့ပါဘာဖြစ်လို့ဆိုတော့စပတ်ခွန်မီးသွေးလောင်ပြီးပြီဆိုတာနဲ့သူ့ကိုဆက်ပြီးတော့အောက်ဆီဂျင်ကသူ့နေရာကိုရောက်မလာတော့မလာနိုင်တော့ဘူးပေါ့အပြင်မှာပဲအောက်ဆီဂျင်ရှိနေတယ်အဲ့တော့အောက်ဆီဂျင်နဲ့တွေ့တယ်မီးနဲ့တွေ့တယ်နော်ပါရှယ်ပေါ့နော်တဝက်တစ်ပြည့်လောင်ကျွမ်းပြီးမယ်ပြီးလို့ရှိရင်မီးသွေးဖြစ်ထားခဲ့ပြီးတော့ရှေ့ဆက်ပြီးတော့အောက်ဆီဂျင်ရှိတဲ့ဘက်ကိုဆက်ပြီးတော့လောင်ကျွမ်းတာဖြစ်ပါတယ်လေကတော့စုပ်ယူတဲ့အခါမှာဒီအတွင်းထဲကခေါင်းထဲကနေထွက်တဲ့အခါကျတော့အောက်ဆီဂျင်မပါတော့တဲ့လေပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်ပဲပါတော့တဲ့လေတွေပဲကျွန်တော်တို့ကစုပ်ယူသွားတာဖြစ်ပါတယ်အဲ့တော့
ဒီလိုနီလန်မျိုးနဲ့ကျွန်တော်တို့ဒီမီးပုံရဲ့အတွင်းထဲမှာပေါ့နော်မီးသွေးပုံရဲ့အတွင်းထဲမှာအလုပ်လုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခေါင်းနိုင်ကနေပြီးတော့ကျွန်တော်တို့မီးလေးတွေထွက်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့သတိထားစရာတစ်ချက်ကဘာလဲဆိုလို့ရှိရင်မီးစပတ်ခွန်ဖွဲမီးပုံကနေပြီးတော့ကျတော့တချို့နေရာလေးတွေပေါက်ပြီးဒီလိုအငွေလေးတွေထွက်လာတာတွေ့ရပါတယ်အဲ့ချိန်မှာကျွန်တော်တို့ကစောစောကတရင်လောက်အပြင်မှာရန်ထားတဲ့အထက်ကနေပြီးတော့သူ့ပေါ်မှာဒီမီးတောက်အဖြစ်ထွက်မလာဒေးခင်ပေါ့နော်အုံပေးဖို့လိုပါတယ်အဲ့လိုလုပ်ဖို့ရအတွက်ကျွန်တော်တို့ကဒီတစ်ယောက်လောက်ကပေါ့နော်တစ်ယောက်နှစ်ယောက်လောက်ကဖြစ်ဖြစ်အဲ့လိုကြည့်နေပေးပြီးတော့ဒီစောင့်ကြည့်ပေးပြီးတော့လိုအပ်တဲ့နေရာမှာပတ်လေပေါ့နော်ညီညာညာနဲ့ကျွန်တော်တို့ကမိသွေးဖြစ်ဖို့အရေးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်အပေါက်ကလေးအလယ်မှာတွေ့လိမ့်မယ်အဲ့တော့အဲ့ဒါလေးဟာအတွင်းထဲကနေမီးသားလေးထွက်လာတဲ့အနေအထားလေးပေါ့နော်အဲ့တော့ဒီမီးပုံတစ်ပုံလုံးဟာစပခုံးပုံတစ်ပုံလုံးဟာမညီညာညာမလောင်မဲ့ဒီနေရာလေးကအပြင်ကိုပေါက်ထွက်တော့မယ့်အနေအထားလေးဖြစ်ပါတယ်အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစပခုံးဖွဲအစ်စ်ကလေးနဲ့သူ့ပေါ်မှာပုံပေးရမှာဖြစ်ပါတယ်အဲ့တော့အားထည့်ပြီးတော့ဖိလို့တော့မရဘူးပေါ့နော်ဖိလိုက်ရင်အောက်ထဲမှာတိတ်သွားသလိုဖြစ်မှလည်းစိုးတယ်ပေါ့နော်နောက်ခုနပေါက်လာတဲ့စပတ်မီးတောက်နေရကိုလည်းအုံကျင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကဒီထိမ့်ပြီးတော့ပေါ့နော်လုပ်ပေးရမှာဖြစ်ပါတယ်ခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကော်ပြားခတ်သေးသေးလေးတစ်ခုနဲ့ပေါ့နော်အဲ့တော့တော်တော်လေးကြာလာတဲ့အချိန်မှာပေါ့နော်အဲ့လိုနိုင်ဝက်လောက်ကြာလာလို့ရှိရင်ကျွန်တော်တို့အစ်စ်သိမ့်မထည့်တော့ဘူးပေါ့နော်ဒီဖွဲပုံထဲမှာပဲလောင်ကျွမ်းမှုနည်းနေတဲ့အချမ်းလို့ဥစ္စာမျိုးကစပခွန်ယူပြီးတော့လောင်ကျွမ်းမှုများနေတဲ့အချမ်းနေအောင်တင်ပေးရပါတယ်ဒီခါလေးကျတော့တစ်ဖက်သက်ပေါ့နော်လေတွေတအားတိုက်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဟိုဘက်ဒီဘက်မီးတောက်သွားတာမညီတတ်ပါဘူးမညီတဲ့အခါမှာကျွန်တော်တို့ကကြည့်ပြီးတော့ပေါ့နော်စောစောကပြောသလိုပဲအနေအများကိုလိုက်ပြီးတော့အဲ့ဒီအပုံပေါ်မှာရှိတဲ့စပခွန်ကိုပဲယူပြီးတော့ပတ်ချလဲပြီးတင်ပေးရတယ်ပေါ့နော်အဲ့ဒါကိုစောစောစီးစီးလုပ်လို့တော့မရဘူးပေါ့နော်နိုင်ဝက်ကြော်လောက်နေလို့ရှိရင်ကျွန်တော်တို့ဒီတင့်တဲ့ပမာဏလေးရောက်ပြီပေါ့နော်အထက်ကတော်တော်လေးမီးကအပြင်ကိုရောက်လာကနီးပြီဆိုတဲ့အနေအထားမျိုးလေးမှာကျွန်တော်တို့အဲ့လိုမျိုးဆောင်ရွက်ပေးရတာဖြစ်ပါတယ်နောက်ခုဒီမှာဆိုလို့ရှိရင်ဒီဖွဲပုံကြည့်ပြီးတော့လိုအပ်တယ်လို့ပေါ့နော်ဒီစပခွန်လေးတွေထပ်ပြီးတော့ဖြည့်ပေးနေတာဖြစ်ပါတယ်အဲ့တော့မီးလောင်ကျွမ်းမှုညီညာဖို့ရအတွက်ကျွန်တော်တို့ကြည့်ရှုပြီးတော့ပြုပြင်ပေးရပါတယ်အဲ့တော့အကြမ်းပြင်းပေါ့နော်စပခွန်9တင်း6တင်းလောက်ကျွန်တော်တို့ဒီလိုစပခွန်ဖွဲစပခွန်မီးသွေးရအောင်မီးသွေးဖုတ်တဲ့လုပ်ငန်းစဉ်ဟာတနားရီခွဲလောက်တော့အကြမ်းပြင်းအဖြစ်ဖြန်းမြကြာတတ်ပါတယ်အဲ့တော့ပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမီးခိုးတွေဆွဲနေတယ်ပေါ့နော်ဒါမီးပုံတွေကလောင်ပြီးတော့အထဲထဲကနေပြန်ထွက်တဲ့ကာဗွန်မိုနောက်ဆိုက်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဒီမီးခိုးတွေဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးအတွင်းကနေလောင်ကျွမ်းလာပြီပေါ့နော်အဲ့တော့မညီမညာဖြစ်တဲ့နေရာလေးတွေကိုကြည့်ပြီးတော့ဒီကော်ပြားလေးတစ်ခုနဲ့ပေါ့နော်ကြည့်ပြီးတော့ကျွန်တော်တို့ကမျှပေးရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ဝက်ကြော်လောက်မိ45မိနစ်ကျော်လောက်ကျွန်တော်တို့ဖြစ်သွားပါပြီအဲ့တော့ရှိတဲ့နေရာလေးကပဲကျွန်တော်တို့တင်ပေးတယ်ပေါ့နော်အဲ့တော့ဒီအပုံမှာတော့ကျွန်တော်တို့တော်တော်လေးဒီတပုံလုံးလောက်နေနေမီးကျွမ်းလာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒါဆိုကျွန်တော်တို့ရတဲ့အနေအထားမျိုးဖြစ်ပါပြီအဲ့တော့ကျွန်တော်တို့ခေါင်းနိုင်ကိုမပြီးတော့ဖယ်မှာဖြစ်ပါတယ်အဲ့တော့အဆင်ပြေပါတယ်ဘယ်လိုပဲဖယ်ပေါ့နော်တခါလေဒီတိုင်းပဲဆွဲပြီးတော့ဟိုတန်ကျိုးကနေပြောဆိုဆွဲပြီးတော့တနေရာကိုပြစ်ချလိုက်လေရပါတယ်အဲ့လိုမဟုတ်ပဲတည်ချာပေါ့လေဂီယိုဒီဇိုင်းနဲ့မှာပြီးတော့ဒီဘက်ခွန်လေးတွေခါချပြီးတော့ယူလို့လည်းရပါတယ်ခေါင်းနိုင်အပေါ်ပိုင်းကလေးနေတာဖြစ်ပါတယ်လေးနေအဲ့လိုမှာပြီးတော့တည်ထုတ်တဲ့အခါမျိုးမှာတတိထားတယောက်ပေါ့မကြအောင်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်ပြီးကျွန်တော်တို့ဒီကြံနေတဲ့စပယ်ကွန်ဖွဲပုံကိုကြတော့ကျွန်တော်တို့အဲ့အချိန်မှာ
ခေါင်းနိုင်ကိုမပြီးယူသွားပြီးတာနဲ့ဒီဖိုင်နဲ့ကျွန်တော်တို့မှွေပေးရပါတယ်ဘာလို့လဲဆိုတော့အတွင်းပိုင်းမှာမကျက်သေးတဲ့မလောင်သေးတဲ့စပခွန်တွေအများကြီးရှိနေနိုင်ပါတယ်အဲ့အပေါ်ကတော့ကျွန်တော်တို့ပတ်ချလှည့်ပြီးတော့လှုပ်ထားပေးပြီးသားပေါ့နော်အတွင်းပိုင်းမှာရှိနေအဲ့လိုမှွေလိုက်တဲ့အချိန်ကျတော့ဒီမှာသူကထွက်လာတာပါအဲ့တော့ကိစ္စမရှိပါဘူးဒီလိုမှွေပေးနေစဉ်တော့အတွင်းမဲ့သူဒီစက္ကန့်ပိုင်းနဲ့ပေါ့နော်မဆွေးဒီမလောင်သေးတဲ့ဖွဲလေးတွေကကျွမ်းသွားပါတယ်အဲ့တော့ကျွန်တော်တို့ကပတ်ချလှည့်ပြီးတော့ပေါ့လေခေါ်ပြလေးတစ်လက်နဲ့လုပ်ပေးရပါတယ်လုံတော့ပါတယ်အဲ့လိုမျိုးလေးတပုံလုံးမှွေကြည့်ပါမှွေကြည့်တဲ့အခါမှာဒီခုနအပုံလေးလည်းနည်းနည်းရွေ့သွားတဲ့အထိပေါ့လေဘာလို့ဆိုအတွင်းမှာအောက်အလဲတဲ့တဲ့တို့ဘာလို့ကြံနေသေးသလားပေါ့နော်အဲ့လိုကြည့်လို့တော်တော်များများဒီလိုလုံနေစဉ်တော့အတွင်းမှာပဲအကုန်ပြဖြစ်သွားဒီမီးသွေးဖြစ်သွားပြီပေါ့နော်ဒီအဝါရောင်မကြံတော့ဘူးပေါ့နော်အဲ့တော့အကြာကြီးလည်းထားလို့မရဘူးပေါ့နော်ကျွန်တော်တို့ခတ်တွတ်ခတ်မြန်မြန်လှုပ်ရင်းနဲ့မှွေရင်းနဲ့ကျွန်တော်တို့အကဲခတ်ရတာဖြစ်ပါတယ်အဲ့တော့အပြင်ကလေဓာတ်တိုက်နေမယ်ဆိုလို့ရှိရင်သူကချက်ချင်းပဲဒီအောက်ဆီဂျင်ပြီးလိုက်သလိုဖြစ်ပြီးတော့မြန်မြန်ပြဖြစ်တာမျိုးလည်းကြုံရတတ်ပါတယ်အဲ့ဒီလိုမှွေပေးနေရင်းနဲ့မှကျွန်တော်တို့ကဒီစပခွန်မလောင်ကျွမ်းသေးတဲ့စပခွန်မရှိတော့ဘူးပေါ့နော်အားလုံးကဒီကျွန်တော်တို့လိုချင်သလိုစပခွန်ဖွဲဖြစ်ပြီးပေါ့နော်စပခွန်မီးသွေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့အပေါ်မှာရေလောင်းပြီးတော့မီးငိမ့်တက်ပေးရပါတယ်မဖြစ်မနေရေလောင်းပြီးတော့မီးငိမ့်တက်ရမှာပါဒီတိုင်းရပြီဆိုပြီးတော့ကျွန်တော်တို့ပြစ်ထားလို့မရဘူးပေါ့နော်အဲ့တော့ရပြီဆိုပြီးတကယ်လို့များပြစ်ထားလိုက်လို့ရှိရင်အဲ့ဒီစပခွန်မီးသွေးပုံကနေပြာပုံကြီးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ရေကိုတော့ဘယ်လောက်တော့လောင်းအောင်လဲဆိုလို့ရှိရင်ရွှဲတာလောင်းမှရှိတဲ့ရေပေါ့နော်ဒီခုနအားလုံးမီးတေသွားပြီဆိုတာတေချာတဲ့အထိပေါ့နော်အဲ့လိုရေများများလောင်းပြီးတော့ကျွန်တော်တို့ငိမ့်တက်လိုက်ပါအဲ့အချိန်မှာတကယ်လို့များပေါ့နော်စပခွန်မလောင်ကျွမ်းသေးတာလေးပေါ်လာလို့ရှိရင်ရေလောင်းတာခဏရပ်ပြီးမှွေလိုက်ရင်ရပါတယ်သူကဒီအပူဓာတ်နဲ့ပဲသူကကျွမ်းပါတယ်ခင်ဗျအဲ့တော့ရေကိုဒီလုံလောက်အောင်ပေါ့နော်လုံလောက်အောင်လောင်းလိုက်ပါလောင်းပြီဆိုလို့ရှိရင်ဒီပိကတ်ဒီမှာပြန်ဖြန့်ထားပြီးတော့အေးခံလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့စပခွန်မီသွေးရရှိပါပြီခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးများတင်ပါတယ်